ဒီနေ့မှာတော့နောက်ထပ် don't နဲ့ပတ်သက်တဲ့ day to day English practice စာကြောင်းလေးတွေကိုလေ့လာရအောင်နော်အားလုံးပဲမင်္ဂလာပါ Sharing by Josephine မှာပြန်လည်ကြိုဆိုပါရစေပထမတစ်ခုအနေနဲ့အတန်းထဲမှာအစားမစားနဲ့ don't eat in the class မယူစမ်းပါနဲ့ don't be silly ငါ့မမြောက်နဲ့ငါတကယ်ပြောတာပါ don't pull my leg I'm serious မစိုးရိမ်နဲ့မိထားလိုက်စမ်းပါ Don't worry forget it မင်းငါ့ကိုမငင်းနဲ့ Don't argue with me အဝေးကိုထွက်သွားဖို့မကြိုးစားပါနဲ့ Don't try to run away စီးစားမကြောက်ပါနဲ့ Don't be so fussy ငါကိစ္စမှာဝင်ရပါပါနဲ့ Don't interfere in my problems ဘယ်အလုပ်မဆိုမြန်မလုပ်ပါနဲ့ Don't do any work in hurry မဖြစ်နိုင်တဲ့မေးခွန်းမမေးပါနဲ့ Don't ask impossible questions ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ထပ် don't နဲ့ပတ်သက်တဲ့နေ့စဉ်သုံးစကားပြောစာကြောင်းလေးတွေကိုပြန်လည်တင်ဆက်ပေးသွားမှာမို့နောက်ဗီဒီယိုတွေမှာတွေ့ဆုံကြမယ်နော်အားလုံးပဲ bye bye